အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီဗီဒီယိုမှာတော့ Google Service ရဲ့အရေးကြီးတဲ့ function ဖြစ်တဲ့ application ဖြစ်တဲ့ Google Drive အကြောင်းကိုနည်းနည်းလေးပြပြသွားမှာဖြစ်ပါတယ်ဟုတ်ပါပြီเนาะအဲ့တော့ကျွန်တော်တို့ Google Drive ကရှင်းရှင်းလေးပါပဲကျွန်တော်တို့ Gmail ဝင်ပြီးတဲ့အခါမှာခုနကကျွန်တော်ပြောသလိုပဲဒီဘက်ကကိုယ့်ရဲ့ account ဘေးနားမှာအမှအဆက်လေး60ပေါ့နော်အဲ့အောက်မှာကျွန်တော်တို့ဒီ Drive ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဒီဝင်သွားမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီ Drive ထဲမှာဘာတွေရှိတယ်လဲပေါ့နော်အဲ့တော့ဒီ drive ထဲမှာဘာတွေရှိလဲပြောရင်ဒီမှာ new ဆိုတဲ့ logo ရဲ့အောက်မှာ new ဆိုတဲ့ဟာနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ folder အသစ်စောက်လို့ရပါတယ်နော်ဒါမှမဟုတ်လည်း file upload လုပ်လို့ရတယ် file upload ဆိုတာကကြတော့ကျွန်တော်တို့ရဲ့ computer ထဲမှာရှိတဲ့ file တွေကိုဒီမှာလှမ်းတင်တာပေါ့နော်ဥပမာကျွန်တော်ကဒီ file လေးတစ်ခုကိုကျွန်တော်တင်ခြင်းတယ်ထားပါတော့ marketing နော်ဒီပုံလေးပေါ့နော် Telegram ပေါ့ Telegram ဒါလေးကိုကျွန်တော်တင်ခြင်းတယ်ဆိုရင်ကျွန်တော်တို့ဒီ drive ထဲမှာကျွန်တော်တင်ထားလို့ရပါတယ်အဲ့ဒါဆိုရင်သူကဒီဟလာကျွန်တော်တို့ရဲ့ drive ပေါ်မှာဒီ file လေးရောက်သွားမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဗာရှိတယ်ပြောရင် file upload ပေါ့ file upload ရှိရင်နောက်တစ်ခု folder ပေါ့ folder ကတော့ရှင်းရှင်းလေးပဲဒီ folder တစ်ခုလုံးကိုတင်ကျင်ဆိုဒီ folder လေးကိုနှိပ်လိုက်တယ်ဆိုရင်အဲ့ဒီ folder တစ်ခုလုံးကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ရဲ့ file တွေကိုရောက်လာမှာဖြစ်ပါတယ်နော်အခုလောဆယ်တော့သူတင်နေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့ဗာလဲလို့ပြောရင်ဒီ new folder ဆိုတဲ့ဟာလေးပေါ့နော်ဥပမာကျွန်တော်ကဒီမှာဆိုရင်ကျွန်တော်ရဲ့သင်တန်းအယောင်စရေးကိုကျွန်တော်လုပ်ရမယ်ပေါ့နော်သူ့ကိုကျွန်တော် information တွေကျွန်တော်ပေးရမယ် information တွေပေးရမယ်ဟေ့ဆိုရင်ကျွန်တော်တို့ Google ရဲ့ Drive တွေက information တွေကျွန်တော်ပေးဖို့ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော်ကထားပါတော့ဒီ agent တော့ကိုတီးတန့် folder တစ်ခုစောက်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာ new folder ဆိုပြီးနှိပ်ပြီးကျွန်တော်နာမည်ပေးလိုက်မယ်ပေါ့နော် FB Facebook နာမည်ပေးလို့ရတယ်ပေါ့နော် Facebook page sales လာ better version မြန်မာပေါ့နော် better version မြန်မာ page မှာရောင်းပေးမယ် agent အတွက်ကိုကျွန်တော် folder လေးကျွန်တော်လုပ်လိုက်ကြရတယ်။နောက်အဲ့ဒါဆိုရင်ဒီမှာရှင်းရှင်းလေးဒီမှာပေါ်သွားပြီ folder လေးတစ်ခုရောက်သွားပြီ။အဲ့တော့ကျွန်တော်အရှိမရှင်းပြခဲ့သလိုပဲဒီ Google Drive service ကအရန်အဆင်ပြေတယ်။ကျွန်တော်တို့ဘယ်နေရာကနေဖြစ်ဖြစ် access ဝင်သွားလို့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ AI agent တွေကို information ပေးတဲ့အခါမှာဒီ drive ကိုသုံးတာကအများကြီးပို့ပြီးတော့လွယ်ကူတယ်အဆင်ပြေတယ်ပေါ့နော်ဒါပါပဲဘာမှခက်ခဲမရှိပါဘူးအခုကျွန်တော်အခုပြခဲ့တယ်ဟလာဒီဒါလေးတွေစမ်းကြည့်ပေါ့နော် file လေးတွေတင်ကြည့် folder လေးတွေတင်ကြည့်ဒါမျိုးလေးကျွန်တော်တို့လုပ်လို့ရမယ်ပြီးသွားရင်ကျွန်တော်တို့ဒီအောက်မှာ home ဆိုတာရှိတယ် home ဒီကျွန်တော်တို့ file တွေအားလုံးကိုတစ်စုတစ်စည်းလေးသူပြပေးမယ်ပေါ့နော်သူကဒီ AI ကကျွန်တော်သုံးလေးရှိတဲ့ဟာလေးတွေကိုသူကဦးစားပေးပြီးတော့ပြတယ် algorithm လေးနဲ့ဒီမှာပြပေးမယ်ပြီးရင် my drive ဆိုတာကကျတော့ကျွန်တော် drive ထဲမှာရှိတဲ့ folder တွေဥပမာ classroom တို့ Facebook တို့ဘာတို့ညာတို့ပေါ့နော်ခုနကကျွန်တော်လုပ်ထားတဲ့ file လေးတွေကျွန်တော်မှရှိမယ်ပြီး my computer တချို့ကကြတော့ဗာလဲလို့ပြောရင်အဲ့ဒါကကြတော့ဗာပြောရလို့ပြောရင်ကျွန်တော်တို့ရဲ့ computer ထဲမှာ Google Drive ကို download ပြီးတော့ Google account နဲ့ဝင်ထားမယ်ဆိုရင်ကျွန်တော်တို့ folder တွေရွေးထားရဆိုရင်ကိုရွေးထားတဲ့ folder တွေအကုန်လုံးကဒီ cloud ပေါ်မှာတခါတည်း synchronize ဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ကလုပ်လို့ရမှာဖြစ်ပါတယ်ဟုတ်လားနော်ပြီးတော့ share with me ဆိုရင်ကြတော့ကျွန်တော်တို့တခြားလူတွေက share ထားတဲ့ file တွေဆိုရင်ဒီမှာshare with me တွေမှာကြည့်လို့ရတယ် recent တိတ်မကြခင်ကမှကျွန်တော်ဖွင့်လိုက်တဲ့ file တွေဆိုရင်ဒီမှာကျွန်တော်တို့ပေါ်ပါမယ် star ဆိုရင်ကျွန်တော်ကကိုက star လေးတွေပြထားတာပေါ့နော်ဥပမာကျွန်တော်ကဒီမှာဒီပုံလေးကိုဒီ item ပေါ့ item လေးကိုကျွန်တော်က star ပြကြည့်မယ်ဆိုရင် right click နှိပ်ပြီးရင် right click နှိပ်လိုက်မယ်ဆိုကျွန်တော်ဒီမှာ organize ဆိုတာရှိတယ်အဲ organize ထဲမှာ add to star နှိပ်ရတယ်ဆိုရင်သူကဒီ star အောက်မှာလွယ်လွယ်ကူပေါ့ဗျာကိုယ့်အတွက်အရေးကြီးတဲ့information တွေဆိုရင်ဒါမျိုးပုံစံမျိုးကျွန်တော်တို့ကလောက်ထားပြီးတော့လွယ်လွယ်ကူနဲ့ရှာလို့ရတာပေါ့ဒီသဘောပါပဲเนาะတခြားခက်ခဲကြီးတော့မဟုတ်ပါဘူးသူကအရန်ရိုးရှင်းပါတယ်เนาะပြီးတော့ spam တို့ trash တို့ဒါတွေကအားလုံးသိမယ်လို့ထင်တယ်ပြီးရင် storage ပေါ့เนาะ Google ကပုံမှန်အဖြစ်ကတော့ free account ဆိုရင်ကျွန်တော်တို့ဟောရပါတယ်50 gig ရတယ်ပေါ့เนาะ15 gig လောက်ရပါတယ်ကြာနောက်ပိုင်းတော့ကိုကသုံးတာများလာရင်တော့ဥပမာကျွန်တော်ဆိုရင် email အရန်ပို့တယ် email အရန်ပို့တယ်ဟေ့ဆိုရင်storage တွေလိုလာတယ်အဲ့ခါကျတော့ထပ်ပြီးတော့တိုးပြီးတော့ဝယ်ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဈေးသက်သာပါတယ်အများကြီးမရှိပါဘူးเนาะ Okay anyhow အဲ့တော့ဒီလောက်လေးရတယ်ဆိုရင်ကျွန်တော်တို့ဒီ Google Drive ရဲ့ဟာလေးကိုဘယ်ဘက်ချမ်းပေါ့เนาะ Google Drive ရဲ့ဘယ်ဘက်ချမ်းကိုကျွန်တော်တို့နားလည်သွားပြီလို့ကျွန်တော်ယူဆပါတယ်အဲ့တော့ကိုယ့်ဘာသာကိုအဲ့ file လေးတွေတင်ကြည့်ပါ folder လေးတွေစောက်ကြည့်ပါနောက်သင်ခန်းစာတွေမှာကျွန်တော်တို့တစ်ခုချင်းစီသွားပါဖြစ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်